မင်္ဂလာပါရှင်နထိုးကြီးမျိုးနယ်စားတောင်အုပ်စုထမ်းမိညွရွာမှာကြေးရွာရေးပေးဝေရေးအတွက်အရင်အသုံးပြုခဲ့တဲ့ AC ရေပတ်တွေကိုအခုဆိုလာနဲ့ဓာတ်ရိုက်အသုံးပြုနိုင်မှုအတွက်ဆိုလာပတ်မင်းအပါဒါတော်ရတဲ့ဆင်ပေးခဲ့တဲ့မှတ်တမ်းပုံရိပ်တချို့ကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့မြင်တွေ့ရတဲ့အတိုင်းပဲဆိုလာစင်ကတော့အခုလိုပဲမြမနှိမြမဟန်နဲ့ဆိုလာစင်ကိုစောက်ပေးထားပဲဖြစ်ပါတယ်ရှင်ဆိုလာကတော့ GA တစ်စိ630 W ဆိုလာဘိုင်းဖီရှယ်မျိုးစားကုန်မှာ 8.82 kW တဆင့်ပေးထားပဲဖြစ်ပါတယ်အရင်က AJ 300ကျော်ကိုရေပေးဝေဖို့အတွက်အခုမြင်တွေ့နေရတဲ့မြင်းကောင်ရေ32ကောင်အားရှိတဲ့စက်ကြီးတွေနဲ့ရေပေးဝေတာကိုစီဘိုးကတရက်ကို2သိန်းခွဲဝန်းကျင်လောက်ထိကျတင်တယ်လို့သိရပါတယ်။အခုစီစဉ်တဲ့အတွက်ကြည့်မယ်ဆိုရင်စီဘိုးကတရက်ကို9သိန်းဝန်းကျင်လောက်ထိကုန်ကျနေတာဖြစ်တဲ့အတွက်ကုန်ကျစရိတ်သက်သာအောင်လို့ဆိုပြီးတော့ညီမတို့ရဲ့ Universal Solar မြန်မာကိုလာရောက်စုံစမ်းမြင်ပြီးတော့ Solar ပတ်မင်းဘာတာကိုတက်ဆင်တာပဲဖြစ်ပါတယ်ရှင်။ဒါကတော့တက်ဆင်ပေးထားတဲ့ပတ်မင်းဘာတာကိုညနေ4နာရီကျော်ဝန်းကျင်မှာမောင်းထားတဲ့ MBR တို့ဗိုလ်တိတ်တို့ပဲဖြစ်ပါတယ်ရှင်။ safety ဘိုင်းမှာဆိုရင်လည်းညီမတို့ DC Fuel SPD DC breaker AC breaker တွေကိုစနစ်တကျတက်ဆင်ပေးထားပါတယ်။တကြံမတိုင်မီကိုအပြီးတက်ဆင်ပေးပါဆိုလို့တကြံမတိုင်ခင်အာချန်တောက်ရတက်ဆင်ပေးခဲ့တဲ့ site လည်းဖြစ်ပါတယ်ရှင်။ခုနကဆိုလာဆင်ထားတဲ့စာတင်ကြောင်းကနေဒီကန်ထဲကိုရေတင်ရတာပဲဖြစ်ပါတယ်။စာတင်ကြောင်းနဲ့ဒီကန်နဲ့ဆိုရင်ပေ2000ဝန်းကျင်လောက်ထိကိုဝေးပါတယ်။ဒီကန်ကနေမှတောင်အောက်မှာရှိနေတဲ့အင်ဂျီ300ကျော်ဝန်းကျင်ကိုရေပေးဝေရတာပဲဖြစ်ပါတယ်ရှင်။တွင်းကပေ650ကိုမှပန်5ပေ360မှာချထားတာဖြစ်ပါတယ်။ဒါကတော့ညနေ4နာရီကျော်ဝန်းကျင်မှာ 8.82 kW ရှိတဲ့ဆိုလာဝက်အားနဲ့မောင်းထားတဲ့ရေထွန်းနှုန်းပဲဖြစ်ပါတယ်ရှင်။ဒီမှာတစ်ချက်စဉ်းစားကြည့်မယ်ဆိုရင်ညီမတို့အခုလိုမျိုးကြီးရွာရေပေးဝေဖို့တော့နောက်ပြီးတော့လုပ်ငန်းသုံးတွေအတွက်ဆိုရင်ဆိုလာစနစ်နဲ့ရေတင်တာကပို့ပြီးတော့အဆင်ပြေပါတယ်။တခါတည်းကုန်ကြစည်အများကြီးကုန်သွားတယ်လို့ထင်ရပေမဲ့သူကရေရှည်စဉ်းစားကြည့်မယ်ဆိုရင်အခုလိုမျိုးစီရှားတာတွေစီစစ်တက်တာတွေလည်းလုံးဝစိတ်ပူစရာမလိုဘူးနောက်ပြီးတော့ဆိုလာစနစ်ကနှစ်အကြာကြီးလဲအသုံးခံတဲ့အတွက်လုပ်ငန်းတွေအတွက်နောက်ပြီးတော့ဒီလိုကြီးရွာရေပေးဝေးရေးအတွက်ဆိုရင်တော်တော်ကိုအဆင်ပြေတဲ့စနစ်လို့ပြောလို့ရပါတယ်ရှင်တက်ဆင်ကျင်နေဆိုရင်တော့မန္တလေးမြို့36လမ်းဒီ58 59လမ်းကြားမှာရှိတဲ့ညီမတို့ရဲ့ Universal Solar မြန်မာကိုလူကိုယ်တိုင်လာရောက်စုံစမ်းနိုင်တယ်လို့ TikTok ချက်ပေါက်ပြီး Messenger ဘိုင်ဘာနံပါတ်ဖြစ်တဲ့3995909926 တုံးမှတက်ဆင်လဲအသေးစိတ်ဆက်တွဲစုံစမ်းမြင်ပြီးတော့တက်ဆင်နိုင်ပါတယ်ရှင်